မိတအားဖြစ်တဲ့မြန်မာနိုင်ငံမှာရေခဲတစ်တာကအငင်းအေးတော့ဟင်းချက်စရာတွေခဏလေးနဲ့မပုတ်တိုးအောင်ကြိုတင်ပြင်ဆင်ဖို့စားသင်ခန်း food classroom ကနေအိမ်ရှင်မများအတွက်နီလန်းကောင်းတွေမျှဝေပေးပါရစေ။နံပါတ်1မှုန်တက်တဲ့သခွားနဲ့ဖြုံကိုတီးနှံလေးရဲ့ခွန်ကိုစီဖြင့်သုံးလေးပေးပါ။ဒီလိုလုပ်ချင်းဖြင့်ပို့ပေါက်ဖားခြင်းကိုလျှော့ချနိုင်ပါတယ်။မကြော်ချက်ရတဲ့စီစဲဖြစ်ဖို့တော့လိုမယ်နော်။နံပါတ်2ခင်းချီသီးတို့တီးကလုံးချစ်စီကိုချအောင်လုပ်တရေစာဒါမှမဟုတ်စက်ကူပတ်ပြီးလေအောင်အရေးမရတဲ့နေရာမှာထားပြလို့ရပါတယ်။ပန်းသီးလေတင်းညို့အတွက်လည်းဂီနီကိုသုံးလိုက်ရတယ်။နံပါတ်3ကျွတ်သွန်နီနဲ့အာလူကိုအတူတူမသိမ့်ပါနဲ့။တစ်ခုလုံးကအညှော့ထွက်တတ်တဲ့အတွက်လွယ်မပုတ်အားမှောင်ပြီး၆တွေ့တဲ့နေရာတွေမှာတက်တက်စီသိမ့်ပြီးပါ။နံပါတ်4ချက်ပီသားဟင်းပကံတွေကိုရေပကံလုံးထဲမှာထည့်သိမ့်ကြည့်ပါ။ကံလုံးမှာရေလုံလောက်ရှိလို့တော့လိုမယ်နော်။ချက်ပီသားဟင်းနေကီလိုတရက်ခွဲလောက်သာဂီနီမဲ့သိမ့်တင်ပါလေ။နံပါတ်5စပစ်တီးတွေဈေးစင်တွေကိုဝယ်လာပေမဲ့ညမလာရင်တိန်းကိုခတ်တင်နေနော်ကီလိုဆိုရင်တော့စပစ်ခိုင်လိုက်ပုံ9မိနစ်လောက်စားရည်စိမ်ပါပြီးရင်ဝင်းနယ်6အောင်တော့အခိုင်သေးလေးတွေအခင်ရန်စက်ကူလေးနဲ့အုပ်ပြီးအရရလေးတိုးတဲ့နေရာမှာထားကြည့်နော် food classroom ကမျှဝေပေးတဲ့နည်းလေးတွေကိုစမ်းသပ်ကြည့်ပြီးရင် comment မှာအဆင်ပြေမပြေပြောသွားကြအောင်နော်စားတောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် podcast linkage တွေကို mic and phone လုပ်ပေးကြအောင်နော်